tool တွေကဘယ်လိုအသုံးကျပါလဲဆိုတာကိုကျွန်တော်သိချာလေးမှတ်ထားဖို့တော့လိုပါတယ်ပေါ့နော်အဲ့တော့ဒီနေ့ tool လေးတစ်ခုဆက်သွားမယ် okay တခုလောက်ကျွန်တော်ရဲ့ lesson တွေအမြဲစောင့်ကြည့်ဖို့အတွက် like and follow လေးတစ်ခုလုပ်ခဲ့ပါအောင် okay အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်10 minute အတွင်း background လေးလုပ်မယ်ပေါ့နော်10 minute အတွင်း poster design တွေမှာအသုံးပြုလို့ရတဲ့ background လေးတစ်ခု okay 10 minute အတွင်းကျွန်တော်တို့ background လေးတစ်ခုလုပ်ဖို့အတွက်ဒီနေ့ကတော့ file မှာ new လေးတောင်းလိုက်မယ် A4 ဆိုတာရွေးပြီးတော့ create လေးနှိပ်လိုက်မယ် okay ဘာ2ကိုသုံးမလဲဆိုတော့ကျွန်တော်ဒီနေ့ brush 2လေးကိုသွားမယ်နော် brush 2ရှိတယ်ပေါ့နော် brush 2ကိုဒီနေ့စပြီးတော့ကျွန်တော်သွားကြမယ် brush 2ကဒီလိုမျိုးနှိပ်လိုက်တာနဲ့ clip လေးတွေနှိပ်လိုက်တာနဲ့အရောင်လေးထွက်လာတယ်ကိုရွေးချယ်တဲ့အရောင်လေးထွက်လာမယ်ပေါ့နော်အဲ့တော့နှိပ်လိုက်တာနဲ့ထွက်လာတာဖြစ်တဲ့အတွက်ကျွန်တော် background မှာမလုပ်ဘူး new layer လေးတောင်းထားမယ်အရောင်လေးကဘယ်ကထွက်နေလဲဆိုတော့ကျွန်တော်တို့ဒီ2 bar မှာပေါ့နော်ဟုတ်တယ်2 bar မှာကျွန်တော်တို့ color ပေါက်လေးတွေရှိတယ်ဒီမှာဒီ color ပေါက်လေးတွေကနေကျွန်တော် foreground color ထွက်တာပေါ့နော် 4D share ဆို foreground နောက်က background color ပေါ့အဲ့တော့ကျွန်တော်တို့ဒီ default လေးကိုနှိပ်လိုက်မယ်ဒီမှာ color လေးတွေချိန်လို့ရတယ်ကျွန်တော် color switch လေးကိုလည်းထုတ်ထားတယ်ပေါ့နော် color switch ကတော့ကျွန်တော် window ထဲမှာရှိတယ်ဒီထက်ကကျွန်တော်တို့ color လေးတစ်ခုရွေးချယ်လိုက်မယ်ဒီလိုချက်လိုက်လို့ရပါတယ်ဒါကဘလို့ကြောင့်ဒီလိုမျိုးဖေးမှာဝါးဝါးကြီးဖြစ်ပြီးဖြစ်နေရတယ်ဆိုတော့ကျွန်တော် right click နှိပ်လိုက်မယ်ကျွန်တော် sort round ကိုရွေးထားတယ် half round ကိုလည်းပြန်ရွေးလိုက်လို့ရတယ် sort round ကိုရွေးပြီးတော့ဒီ hardness ကိုတင်လိုက်လို့ရှင်လည်းဒီလိုအပြည့်ပါတယ်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က10 minute တွင် background ဖန်တီးမယ်ဆိုတော့ okay ကျွန်တော်တို့က background ကိုအမဲရောင်ပြောင်းလိုက်မယ် background အမဲရောင်ပြောင်းဖို့အတွက် shortcut key ခလုတ် D ကိုနှိပ်လိုက်မယ်ဘာလို့ D နှိပ်လိုက်တာလဲဆိုတော့ကျွန်တော်2 ဘက်မှာရှိတဲ့ color black ကိုပြောင်းခြင်းလို့ပေါ့နော်တခြားရအောင်မလို့ခြင်းသူက black and white default color ပြောင်းသွားတယ် D ကိုနှိပ်လိုက် okay ပြီးရင်ကျွန်တော်တို့က background ကို layer ဟို color အမဲဖြည့်လိုက်မယ် background layer ကို option backspace ဆိုပြီးနှိပ်လိုက်ရင်ဒါ background အမဲအောင်ဖြစ်သွားပြီ okay ကျွန်တော်တို့ကဒီမှာ layer 1ကိုကျွန်တော်ပြန်ရွေးမယ်ပြီးတော့ brush 2ကိုသွားမယ် brush 2မှာ option bar မှာတစ်ချက်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ mood ကိုလည်း normal ထားမယ်ကျန်တာတွေဘာမှမချိန်ဘူး normal ဒီတခြားအရောင်တွေချိန်လိုက်လို့ရှိရင်ကျွန်တော်သုံးလိုက်တဲ့အခါမှာ brush ကတက်ရောက်မှုအရောင်တွေပြောင်းသွားမယ်ပေါ့နော် okay opacity တရားထားမယ် flow ကိုတရားလည်းထားလိုက်မယ်ဗျာ flow ကတော့ကျွန်တော်တို့ opacity short ရင် opacity ကတော့အကုန်လုံးဒီမှာကျွန်တော်အဖြူအောင်လေးပြောင်းလိုက်မယ် opacity က opacity တရားထားတယ် opacity 50ထားတယ် opacity 18ထားတယ်ဒီလိုမျိုးသွားတာ opacity ဆိုတော့ကျွန်တော်တို့ဒီသုံးတဲ့ brush ရဲ့ quality ပြင်အားတွေပေါ့နော်ဒါတွေပါပြီးတော့ flow ကဘာလဲဆိုတော့ကျွန်တော် opacity ကိုပြန်တင်လိုက်မယ် flow ကလည်းတရားထားတယ် flow ကလည်းတရားထားတယ် flow ကို short လိုက်မယ် opacity ကတရားပဲဒီမှာ flow ကိုထပ် short မယ် opacity ကတော့တရားပဲ flow ကိုတော်တော်လေးထပ် short လိုက်မယ် opacity ကတရားပဲflow နဲ့ opacity ကဘယ်လိုကွာလဲဆိုတော့ကျွန်တော် opacity ကကျွန်တော်သုံးတဲ့ brush ရဲ့အပြည့်အဝကိုယူတယ် flow ကဘာလို့ဆိုတော့ကျွန်တော်စုပ်တံကိုင်းစုပ်တံသဘောပြောရမယ်ဆိုရင်ကျွန်တော်လက်နဲ့ဆွဲလိုက်တဲ့အခါမှာထိချက်တွေပေါ့နော်ထိချက် feed for သဘောမျိုးပါတယ်ပေါ့နော် flow အရှိန်ပေါ့နော်ဒီသဘောမျိုးပုံစံမျိုးလေးထည့်ထားတယ်ဒီ sign လေးကိုကျွန်တော်တို့ update on ထားလို့ရှိရင်ဒါလေးကပိုပြီးထိရောက်တယ်ပိုပြီးထိရောက်တယ်ဆိုတာကျွန်တော် drawing tablet တော့တွဲသုံးလိုက်လို့ရှိရင်ပိုပြီးထိရောက်တယ် feed for တွေမှာပိုပြီး smooth ဖြစ်တာလေးတက်တောင့်တတာလေးဖြစ်လာမယ်ပြီးတော့ feed for quality ကိုရမယ်ပဲဒီဘက်နောက်ကလည်းဒီလို effect လေးပဲကျွန်တော်ဒါ effect style လေးပြောင်းပြီးတော့သုံးရင်ဒီဟာတွေကထိရောက်တယ်ဘာလဲတွဲသုံးရမလဲဆိုတော့ drawing tablet တော့လိုတယ်မောင်းနဲ့ဆွဲတာမျိုးတော့မရဘူးပေါ့နော် okay ကျွန်တော်ဒီဟာလေးကို delete လုပ်လိုက်မယ်ဒါကျွန်တော်သူ့ရဲ့ option ကိုပြလိုက်တာနောက်ကဟာတွေကလည်းဒီ smoothing ဆိုတာလည်းခုနပြောတဲ့ effect တွေပါပဲဒါပေမဲ့ drawing tablet နဲ့တွဲသုံးပို့ပြီးတော့ထိအောင်မယ်ပေါ့နော်မောင်းနဲ့ကတော့ကျွန်တော်ကဲတခြားလေးကျွန်တော်ထည့်လိုက်မယ် background လေးကိုတခြားလေးအမုံမွားလေးတွေကိုဒီအောက်မှာရှိတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ထည့်လိုက်မယ်ပြီးတော့ site ကိုကြီးလိုက်မယ် opacity တဲ့တရားဒါဆိုရင်ဒီလိုမျိုးလေးဟိုချစ်ဒီချစ်လိုက်ဒါဆိုရင်တခြားလေးနဲ့ background လေးတစ်ခုရပြီပြီးရင်ကျွန်တော်တို့က type လေးနဲ့ရိုက်လိုက်မယ်
okay ပြီးတော့ window တွေကကျွန်တော်တို့ကဒီ tab ကိုပြင်ဖို့အတွက် character ကိုခေါ်လိုက်မယ်ပေါ့နော် tab ကိုပြင်မယ် font လေးချိန်လိုက်မယ်ပြီးတော့အလဲကိုရွှေ့လိုက်မယ်နောက်မလိုတာတွေကျွန်တော်ပြန်ပိတ်မယ်နောက်အလဲမှာရှိနေကျွန်တော်တက်ချတဲ့အရန်ပြင်းနေတယ်ရှုပ်ထွေးနေစေအတွက် short ပေးလိုက်မယ်အလွယ်ကူဆုံးအယိုးရှင်းဆုံးပေါ့နော်ဒါကာလာတွေသုံးလို့ရတယ်တခြားကာလာတွေစိတ်ဝင်စားအောင်ထည့်လို့ရတယ်ကျွန်တော်တော့အမြန်ဆုံးဒါ brush ကိုသုံးလိုက်ပြီးတော့လုပ်ပြလိုက်တဲ့ဟာပေါ့နော်ဒီလိုတက်ချလေးပုံစံမျိုးဖန်တီးလို့ရတယ်ဒါကကျွန်တော်တက်ချပုံစံမျိုး brush မှာပါတဲ့ style လေးကိုကျွန်တော်ယူသုံးတာပါတခြား brush နဲ့က light painting တွေလုပ်လို့ရတယ် color တွေနဲ့ဟို blend လုပ်ပြီးတော့ background လာလာတွေထပ်လုပ်လို့ရသေးတယ်ဒါပါတော့ကျွန်တော်တို့ကဒီ color လေးကိုရွေးလိုက်မယ်အပြာရောင်လေး blue တွေ short မယ် osprey လည်း short ထားမယ်ကျွန်တော်တို့ပြီးတော့ဒီ brush ကိုလည်းပြန်ရွေးမယ် right click နှိပ်ပြီးတော့ရွေးရပေါ့နော်လူလေးတွေလုပ်လိုက်မယ်နောက်ကျွန်တော်တရားထပ်ယူပြီးတော့ပန်းရောင်လေးလူလေးဆွဲလိုက်လို့ရတယ်ကျွန်တော်တို့လိုချင်တဲ့ဒါမျိုး style လေးလုပ်လို့ရတယ်ဒီဟာကိုကျွန်တော် blending mode ပြောင်းလိုက်ပြီးတော့စိတ်ဝင်စားပွဲ background တွေလည်းဖန်တီးလို့ရတယ်ဒါကကျွန်တော် brush သုံးပြီးတော့ background လေးဖန်တီးလိုက်တာ10မိနစ်တွင်ပဲလုပ်လို့ရတယ်ကျွန်တော်ပြောတာလည်းကြာသွားလို့ပေါ့နော်ဟိုကရှင်းပြလေးကရှင်းပြနေ okay အားလုံးပဲအဆင်ပြေလွယ်ကူချောမေးပါစေကျေးဇူးတင်ပါတယ်ပေလေးကို like and share လုပ်ခဲ့ပါနော် bye bye